မျက်နှာလေးချိုးနေလို့ငါပေါ်မှာရင်းနှီးတယ်ခင်မင်တယ်လို့သွားမတွက်လိုက်နဲ့နော်ကိုယ်တတ်ချင်တဲ့လူကလည်းပြုံးနဲ့နေတာပဲပြောလို့မရဘူးလောကလူတွေဟာအပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့နှလုံးသားရဲ့ရှုပ်ဝဲချက်တွေအလွန်များတယ်စိတ်ထဲရှိတာတစ်မျိုးပြောတာတစ်မျိုးသိသိရခက်တယ်လို့အဲ့ဒီကန္တရကဆိုတဲ့ဆင်တတ်တဲ့ဆရာကြီးကမြတ်စွာဘုရားကိုလျှောက်ခဲ့တာအလွန်မှန်ကန်တယ်ပေါ့လောကလူတွေရဲ့နှလုံးသားအသိခက်တယ်အသိခက်သည့်အတွက်ကြောင့်လူတွေရဲ့ဇယိုက်ကိုချိပြီးပြောဖို့ဆိုဖို့ဆိုတာအလွန်ခဲရနာပေါ့မြတ်စွာဘုရားကြတော့ထူးခြားတဲ့အသိဉာဏ်ကြီးဘုရားဖြစ်တဲ့အခါမှာရရှိထားတယ်ဗုဒ္ဓစက္ခုလို့ခေါ်တယ်ဘုရားတို့ရဲ့မျက်လုံးနဲ့ကြည့်လိုက်ရင်တွင်းကိုဖောက်ပြီးတော့လူရဲ့နှလုံးသားထဲမှာထွင်းပြီးတော့မြင်နိုင်တယ်ဖောက်ထွင်းပြီးတော့မြင်နိုင်တဲ့ဉာဏ်တစ်ခုကအိန္ဒြိယပရောပရိယတိဉာဏ်နဲ့အာတယနုတယဉာဏ်နဲ့အဲ့ဒီဉာဏ်တစ်ခုကိုဗုဒ္ဓစက္ခုဘုရားမျက်လုံးလို့ခေါ်တယ်လူတွေရဲ့နှလုံးသားဖောက်ထွင်းပြီးတော့လူတွေရဲ့နှလုံးသားကိုထွင်းဖောက်ပြီးတော့မြင်နိုင်တဲ့ဉာဏ်စွမ်းတတ္တိယဟန္တာပုဂ္ဂိုလ်တွေဟာအဲ့ဒီဉာဏ်မရှိဘူးပိစိကဗုဒ္ဓတွေလည်းအဲ့ဒီဉာဏ်မရှိဘူးဉာဏ်မရှိသည့်အတွက်ကြောင့်လူတယောက်ကိုအကဲခတ်ပြီးတော့အပေါ်ယံမဲ့အကဲခတ်ပြီးတော့ဟောနိုင်ပြောနိုင်ကြတာဖြစ်တယ်လူအကြိုက်ကိုလုံးဝအတွင်းနှိုက်ပြီးတော့သိလိမရှိကြဘူးတဲ့အိန္ဒြိယပရောပရိယတိဆိုတာလူတွေရဲ့စိတ်အခြေအနေတစ်ခုအိန္ဒြေလို့ခေါ်တယ်တတ္ထဝီရိယတတိတမာရိပညာလို့ဆိုတဲ့စိတ်ရဲ့စွမ်းအားတွေဟာရင့်ကျက်မှုရှိမရှိအဲ့ဒီအခြေအနေရရက်ကိုသုံးသပ်သိရှိနိုင်တဲ့ပညာရပ်ကိုအိန္ဒြိယပရောပရိယတိလို့ခေါ်တယ်ရသော်ဘုရားကြတော့အဲ့ဒီအခြေအနေတွေအကုန်လုံးသုံးသပ်ပြီးမှဒီပုဂ္ဂိုလ်ဟာဒီစကားမျိုးပြောရမှာဖြစ်တယ်ဒီပုဂ္ဂိုလ်ကြတော့ဒီလိုဆုံးမရမှာဖြစ်တယ်ဒီပုဂ္ဂိုလ်ကဒီတရားနဲ့တန်တယ်လို့တကယ်ကိုတတ်သိလိမ္မာတဲ့သမားတော်တယောက်ဟာလူတယောက်ရဲ့ယောဂါကိုအသေးစိတ်လေ့လာပြီးဆေးပေးတယ်လို့ပဲမြတ်စွာဘုရားဟာလည်းတရားဝါတွေရဲ့စိတ်ကိုသိပြီးတော့တရားဓမ္မကိုတစ်မျိုးစီဟောကြားပေးတာပဲဖြစ်တယ်ပေါ့အာတယနုတယဉာဏ်ဆိုတာအာတယဆိုတာလူတွေရဲ့စိတ်ဆန္ဒကိုခေါ်တယ်နာနိဇာတယလူတွေဟာတုံးနဲ့တူမတူညီတဲ့အစ္ဆတရားရှိကြတယ်ဓမိသားစုထဲမှာမွေးတဲ့ပုဂ္ဂိုလ်တွေဒီပင်တယောက်အကြိုက်တယောက်မတူကြဘူးတယောက်ရဲ့တွေးခေါ်မှုနဲ့နောက်တယောက်ရဲ့တွေးခေါ်မှုဟာဝဲပြခြားနာမှုတွေရှိတယ်အဲ့ဒါလို့အာတယဆိုတဲ့လူတွေရဲ့အမြင်တွေတွေးခေါ်မှုတွေကွဲပြားခြားနားမှုတွေမြတ်စွာဘုရားဒီလူကဘာတွေးတယ်ဒီလူကဘယ်လိုဟာမှကြိုက်တယ်ဆိုတာကိုအတွင်းနှိုက်ပြီးတော့အကုန်သိနိုင်တယ်အနုတယသူ့ရဲ့တဏ္ဍာမှာစင်စစ်မပြတ်ပါလာတဲ့အနုတယဓာတ်ဟာဘယ်အခြေအနေရှိတယ်ဆိုပါစို့ဒီလူကဒေါသကြီးတာလားဒီလူကလောဘကြီးတာလားစသဖြင့်လူတယောက်ရဲ့အသေးစိတ်အလေးလာစရိုက်ဝါဒနာတွေကစပြီးအတွင်း၌သိတာအာတယနုတယဉာဏ်လို့ခေါ်တယ်အဲ့ဒီအိန္ဒြိယပရောပရိယတိအာတယနုတယလို့ဆိုတဲ့ဒီဉာဏ်နှမျိုးနဲ့မြတ်စွာဘုရားဆုံးမရမယ်ပုဂ္ဂိုလ်ကိုသေးသေးချာချာဆန်းစစ်ပြီးတော့မှတရားဓမ္မကိုဟောပြောတာဖြစ်တယ်အဲ့ဒါကြောင့်မို့ဘုရားဟောတဲ့တရားအလွန်အောင်မြင်တယ်လို့သူတို့ပြောကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ရမ်းဟောကြဘုရားဟောတဲ့တရားကိုကြည့်ပြီးတော့လားဟောလူအုပ်ထဲမှာခဲနဲ့ပြစ်လိုက်လို့ဟုတ်လားလူအုပ်ထဲမှာခဲဆုပ်ပြီးတော့ကျဲလိုက်မယ်ဆိုရင်တော့ထိတဲ့လူထိလွတ်တဲ့လွဲတဲ့လူလွဲပေါ့ဒီလို
ခဲနဲ့ကျဲရတယ်လို့မှန်တဲ့လူမှန်မမှန်တဲ့လူမမှန်ဘူးမြတ်စွာဘုရားကြတော့အဲ့ဒီလိုလူအုပ်ထဲမှာဒီလိုကျဲတာမျိုးမဟုတ်ဘူးတိုက်ရိုက်ထိမှန်တဲ့စကားမျိုးနဲ့ပဲပရိသတ်ဘလောက်ပဲများများကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ဉာဏ်ထဲမှာပေါ်နေတယ်အဲ့ဒီပေါ်နေတဲ့ပုဂ္ဂိုလ်ရဲ့ဇေယိုက်ကိုကြည့်ပြီးဘုရားတရားကိုဟောလို့ရှိတယ် individualized ခေါ်တယ်နော်တူတယောက်စီရဲ့အကြိုက်ဇေယိုက်အတိုင်းပဲမြတ်စွာဘုရားတရားတော်ကိုထိသွင်းပြီးတော့ဟောပြောသွားတာဒါကြောင့်မို့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှဆိုရင်သိန်းပေါင်းများစွာသောပရိသတ်ကြီးဟာမြတ်စွာဘုရားကိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုနားထောင်ရရင်ဘုရားကငါ့ကိုဟောနေတယ်လို့စိတ်ထဲမှာခံစားကြရတယ်အဲ့ဒါလောက်ထိအောင်မြတ်စွာဘုရားဟောကြားတဲ့တရားအောင်မြင်မှုရရှိတယ်လို့ဒါကြောင့်မို့လို့သိန်းချီသောပရိသတ်တွေမြတ်စွာဘုရားတရားရဲ့အဆုံးမှာထူးခြားတဲ့အသိဉာဏ်တွေကိုရရှိပြီးတော့သွားကြတာဖြစ်တယ်တူညီတဲ့ဇေယျရှိတဲ့တရားတွေကိုပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားသင့်တော်တဲ့တရားကိုရွေးချယ်ပြီးတော့ဟောပြောသွားတာဖြစ်တယ်တကူကြီးတဲ့နတ်တွေကိုတိုင်တယ်ပြီးတော့ဒီမိမိတို့ဆန္ဒကိုဆိုကြရအောင်နော်ဣတိမန္ဒောသဣတိမန္ဒောသယေဒေဝါဝတန္တာဣဒသာသနေတေပိအမေနုရခန္တုအာရောဂေနဒုခေနသာအာကသထသပုမတ္ထာဒေဝနာဂမဟိတိကာတေပိအမေနုရခန္တုအာရောဂေနဒုခေနသာဣတိမန္ဒောသယေဒေဝါဝတန္တာဣဒသာသနေပုညံနောအနုမောဒိတဝါစိရံရခန္တုသာသနံအာကသထသပုမတ္ထာဒေဝနာဂမဟိတိကာပုညံနောအနုမောဒိတဝါစိရံရခန္တုသာသနံဘယ်ကိရှိပါအကျင့်တရားဆိုတော့ဘာတွေလောက်ရမှာတုံးလို့မေးလို့ရှိရင်အကျဉ်းချုပ်ပြောရရင်တမ္မာဝါစာစကားအပြောကိုထိမ့်သိမ်းစောင့်ရောက်ရမယ်ကောင်းတာပဲပြောရမယ်အပြစ်ရှိတာမပြောရဘူးအပြစ်ကင်းတဲ့စကားမျိုးကိုပဲပြောရမယ်တမ္မာကမ္မန္တအပြစ်ရှိတဲ့အလုပ်ကရှောင်ကျင်ပြီးတော့အပြစ်ကင်းတဲ့အလုပ်မျိုးကိုလုပ်ရမယ်တမ္မာအာဇီဝအပြစ်ရှိတဲ့အသက်မွေးမှုမျိုးမမွေးပဲနဲ့အပြစ်ကင်းတဲ့အသက်မွေးမှုမျိုးမေးရဒါအခြေခံသီလပိုင်းဆိုပြီးတော့မြတ်စွာဘုရားဟောတယ်။ဘာဖြစ်လို့ဒီသီလကလိုအပ်တာတုံးလို့ဆိုတော့ကိုချင်းတရားပြပြထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအာယုန်တစ်ခုပေါ်မှာစိတ်ဆိုင်ဖို့မလွယ်ဘူး။နော်။တမာတိကျင့်စဉ်ကျင့်တဲ့အခါမှာကိုချင်းသီလမပါရင်သူကစိတ်ထဲမှာအနှောက်အယှက်တွေအများကြီးဖြစ်တယ်။တိဆောက်ဖို့ရအမတန်မှခဲနေတယ်။ဒါကြောင့်မို့သီလကိုအခြေခံထားရမယ်လို့ဒါပြောတာ။သီလရှိတဲ့ပုဂ္ဂိုလ်တယောက်ကကြီးလိုက်လေဟာငါလှုပ်ထားတာတွေအကုန်ကောင်းနေကြီးပဲဆိုတွေးလိုက်ဝမ်းသာရဲဆိုတာပါမောစာဝမ်းသာရင်ဘာဖြစ်တုံးဂျင်းနုမှုပီတိလာတယ်ဂျင်းနုမှုပီတိလာရင်ဘာဖြစ်တုံးပတ္တတိကိုရောစေရောငြိမ်းချမ်းလာငြိမ်းချမ်းရင်ဘာဖြစ်တုံးဒုက္ခစိတ်ကလေးကိုအေးပြီးတော့ချမ်းသာစိတ်အေးငြိမ်းချမ်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတမာတိဆိုတာဖြစ်လာတာပဲဘယ်နေရာအာယုံဆိုင်လဲဆိုင်လိုက်တမာတိဆိုတာဖြစ်လာတမာတိဖြစ်လာပြီဆိုရင်ယထာဘူတဉာဏတဒနာမှန်မှန်ကန်ကန်သိမြင်လာတဲ့အသိဉာဏ်ဆိုတာရလာတာပဲဒါအကြောင်းကျိုးဆက်သွယ်နေတာဒါကြောင့်မို့ကိုခြင်းတရားကိုအခြေခံထားပြီးတော့မဂ္ဂင်၈ပါးအားထုတ်ဖို့ရရသော်ဗျာဟောကောင်းပြီသီလကိုစောင့်တည်ပြီးတဲ့အခါမှာသီလဘက်ကလုံပြီးဆိုတဲ့အခါဘာလို့အောင်သမာဓိကျင့်စဉ်ကိုကျင့်အောင်သမာဓိကျင့်စဉ်ကိုကျင့်တဲ့အခါမှာစိတ်ကလေးကိုအာယုံတစ်ခုတည်းပေါ်မှာထားဖို့ဆိုတာလုံလဝိရိယမပါပဲထားလို့မရဘူးစေတသိကဝိရိယခေါ်တယ်စိတ်ကိုအားကုန်စိုက်ပြီးတော့လုပ်ဖို့လိုတယ်ပေါ့ဒါကြောင့်မို့တမ္မာဝါယာမ
မိမိစိတ်ထဲမှာအကုသိုလ်ဖြစ်လာရင်မဖြစ်အောင်မဖြစ်သေးတဲ့အကုသိုလ်တွေဝင်မလာအောင်ဖြစ်ပြီးသားအကုသိုလ်တွေတွန်းထုတ်နိုင်အောင်ကုသိုလ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ဖို့ဖြစ်ပြီးသားကုသိုလ်တွေတိုးအောင်လုပ်ဖို့ဆိုတဲ့မှန်ကန်တဲ့လုံလဝိရိယ၄ဘက်၄တန်ကြိုးစားအထောက်မှုကိုတမ္မာဝါယာမလို့ခေါ်တယ်။အဲ့ဒီတမ္မာဝါယာမကြိုးပမ်းအထောက်ပြီးဆိုရင်ဘာလို့တုံးဆိုရင်တမ္မာတတိထားဖို့လိုအပ်တယ်။တတိထားပြီးဆိုတတိထားတယ်ဆိုတာဘယ်မှာထားရမှာတုံးဆိုရင်အာယုံပေါ်မှာစိတ်ဆိုင်ထားတာ။ကာယဝေဒနာစိတ်ဓမ္မလို့ကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာကိုယ်ရဲ့ခံစားချက်ရဲ့အသိစိတ်လေးရဲ့ကြံတဲ့သဘာဝတရားတွေရဲ့အဲ့ဒီပေါ်မှာစိတ်ဆိုင်ထားဒါကိုတတိပဋ္ဌာန်လို့ခေါ်တာပဲအဲ့ဒီပေါ်မှာစိတ်ဆိုင်ထားပြီးတော့စိတ်ဆိုင်ထားတဲ့တတိလေးစိတ်ထားသလိုစိတ်ကလေးငြိမ်အောင်လဲလုပ်ရမယ်ငြိမ်အောင်ဆိုတာအလုံးစိတ်တွေအလုံးစုပြီးတော့ကြာသွားရင်ပါဝါဖြစ်တဲ့ပေါ့ဘယ်ရာပဲဖြစ်ဖြစ်စုမိသွားရင်ပါဝါပဲမစုမိရင်တကွဲတပြားဖြစ်နေလို့ရှိရင်ပါဝါမရှိဘူးเนาะစွမ်းတတိဆိုတာစုတဲ့နေရာမှာဖြစ်တယ်နေအောင်ကြည်လေးတောင်မှပဲเนาะမှန်ဘလူးလေးနဲ့စုပြီးတော့ယူလိုက်တဲ့အခါမှာစက်ကူတို့ဘာတို့မီးရှို့လို့ရတာပေါ့เนาะနေရဲ့အယောင်လေးကိုစုပြီးတော့ယူလိုက်လို့ရှိရင်မီးလောင်စေတတ်တာအဲ့ဒါလိုပဲပါဝါဟာစုပေးလိုက်တဲ့စွမ်းရည်တတိထက်လာတယ်စိတ်ကိုလည်းပဲအဲ့လိုစုပေးလိုက်တာကိုတမာတိလို့ခေါ်တယ်ဒီတမာတိစုပေးလိုက်လို့ရှိရင်မမှန်ကန်ကန်စဉ်းစားပြီးတော့မမှန်ကန်ကန်မြင်လာဖို့ဆိုတာအမတန်မှလွယ်ကူသွားတယ်ပေါင်းလိုက်တဲ့အခါကျတော့သီလကိုအခြေခံပြီးတော့တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိနဲ့တမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးတွေနဲ့လုံးလိုက်တဲ့အခါကိုယ်တဏ္ဍာမှာဘာပေါ်လာတော့ဆိုတော့တမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ပေါ်လာတယ်အဲ့ဒီတမ္မာဒိဋ္ဌိအသိဉာဏ်ကဝိပဿနာအနေနဲ့ပေါ်ရင်ဝိပဿနာဉာဏ်ဝိပဿနာဉာဏ်ရင့်တန်သွားလို့ရှိရင်မဲ့ပြီးလို့ရှိရင်ဖို့အဲ့ဒီမဲ့အနေနဲ့ပေါ်လာတဲ့တမ္မာဒိဋ္ဌိကြတော့နိဗ္ဗာန်ကိုမြင်နိုင်သွားပြီဖို့အနေနဲ့ပေါ်လာတဲ့တမ္မာဒိဋ္ဌိကနိဗ္ဗာန်ရဲ့အရသာကိုခံစားနိုင်သွားပြီအဲ့ဒါကြောင့်မို့လို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ကုသိုလ်ကောင်းမှု၌မမေ့မလျော့ခြင်းဆိုတဲ့အပ္ပမရတရားဟာလူလောကမှာလူတွေလိုချင်ကြတဲ့ဆန္ဒပြုကြတဲ့အသက်ရှိခြင်းကျမ်းမာခြင်းစတဲ့ချမ်းသာဒုက္ခတွေကိုပြေးဆွနိုင်တယ်အဲ့ဒီအပ္ပမရတရားကိုမဂ္ဂင်၈ပါးပေါ်အဖြစ်မဂ္ဂင်၈ပါးကိုကျင့်ဖို့ဝိပဿနာကျင့်စဉ်ကိုကျင့်ဖို့ဥလဲပြီးတော့ပေးလိုက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာထီအောင်ဆောင်ကျင့်ပေးနိုင်တယ်ဆိုတာသဘောကျပြီးကိုစီကိုငါအပ္ပမရတရားလက်ကင်ထားကကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း